မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တင်းတင်းလျှောက်ပတ်တဲ့အရက်မှာနေထိုင်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုပါတယ်။ပေါမခါကျုပ်ဆရာတော်ကြီးရဲ့အကျက်တည်ရှိအောင်နေထိုင်ပါဆိုတဲ့တရားလေးနာဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာဆရာတော်ကြီးကလူတွေရောက်ဟာကိုပြင်ဖို့အတွက်တင်းတင်းလျှောက်ပတ်တဲ့ဒေတာမှာနေဖို့ကလေအရေးကြီးတဲ့အကြောင်းဟောသွားတယ်ပေါ့နော်။ကိုပြင်ဖို့ဆိုရမှာနေရာတိုင်းမှာပြင်လို့ရကြမှာရမယ်။ပြင်တဲ့နီးစနစ်ကိုတီးဖို့အတွက်မှန်ကန်တဲ့နေရာတစ်ခုကိုရွေးချယ်ဖို့လိုတယ်လို့ပြောတယ်ပေါ့နော်။ကိုနဲ့တင့်တော်မဲ့နေရာတစ်ခုကိုရွေးချယ်ဖို့လိုမယ်စသဖြင့်ပေါ့နော်။ထည့်ဟောသွားတာပေါ့။လူတွေကတစ်ခုခုမှတိုးတက်ပြောင်းလဲဖို့ဆိုရင်ပြင်စရာရှိတာပြင်ဖို့လိုမယ်။အားထုတ်လှုပ်ဆောင်စရာရှိတာအားထုတ်လှုပ်ဆောင်ရတယ်ပေါ့နော်။အဲ့ဒီမှာကိုကြီးကိုသွေးပြင်ပြတဲ့စန္ဒမှန်ကန်တဲ့နီလန်းဒီဇိုင်းမတ်အားထုတ်တဲ့လှုပ်ဆောင်မှုတွေဒါတွေအရေးကြီးတယ်ပေါ့။ဒါပေမဲ့တချို့ပြောနေတယ်လို့မျိုးပေါ့နော်။လှုပ်ချင်တဲ့စိတ်ရှိရင်အရာအလုံးဖြစ်တဲ့ဆိုတာထက်လှုပ်လို့ရတဲ့အခြေအနေကောင်းတွေရှိဖို့ကလည်းအရေးကြီးတာကိုထက်တွက်ဖို့လိုတယ်ပေါ့နော်ခမကျမ်းမာခြင်းရင်ကျမ်းမာရေးဝန်ဆောင်မှုကောင်းတဲ့အရက်မှာနေဖို့လိုမယ်ပညာတက်ချင်တဲ့ဆိုရင်ပညာသင်လို့ကောင်းတဲ့နေရာမှာနေဖို့လိုမယ်အဲ့ဒီလိုပဲစီးပွားရေးတိုးတက်ချင်တဲ့ဆိုရင်လည်းစီးပွားရှာလို့ကောင်းတဲ့နေရာမှာရွှေ့ပြောင်းနေထိုင်ဖို့လိုမယ်ရေကန်မြေကန်ကောင်းလို့ပတ်ဝန်းကျင်ကောင်းလို့ဆိုတာဒါကိုပြောတာပါကိုကအဲ့ဒီနေရာအဲ့ဒီဒေတာကောင်းရဲ့အထောက်ပံ့ကိုယူတင်တယ်လို့အဲ့ဒီဒေတာကိုပိုကောင်းအောင်လေအထောက်ပံ့ပေးနိုင်ရင်တော့ပိုကောင်းတာပေါ့နော်ဒီ Bill Gates ပေါ့နော်အခုလိုမျိုးထိပ်တန်း software နည်းပညာကုမ္ပဏီကြီး Microsoft ရဲ့တည်ထောင်သူနဲ့ကမ္ဘာချမ်းသာဆုံးဘီလီယံနာတယောက်ဖြစ်နေတာဟာသူငယ်ကတက်ခဲ့တဲ့ဒီ Lakeside တက်တန်းကျောင်းမှာတခြားကလေးတွေသုံးခွင့်မရတဲ့ကွန်ပျူတာကိုစောစီသုံးခွင့်ရတယ်တကယ်လို့သူကအဲ့ဒီကျောင်းမှာတက်ခွင့်မရခဲ့ရင်အခုလိုခြေနေရောက်ခဲ့မှာမဟုတ်ဘူးလို့သူကိုယ်တိုင်ငါတောင်မှပြောခဲ့ဘူးလေပေါ့နော်လက်ရှိမြန်မာပြည်မှာမွေးဖွားကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဟာအမေရိကကဥရောပလိုနေရာမပြောနဲ့အနည်းဆက်ဆုံးထိုင်းမှာမွေးဖွားကြီးပြင်းလာတဲ့ကလေးတစ်ယောက်နဲ့တောင်မှဖြစ်ထွန်းဖို့ခွင့်လန်းကကြီးမားမားကွာဟနေတယ်ဆိုတာပြောစရာလုံးမထင်ဘူးပေါ့နော်ဒုတိယတိုးတက်ပြောင်းလဲဖို့ဆိုရင်ကိုကြီးကိုသူတွေပြင်းပြတဲ့စန္ဒတွေမှန်ကန်တဲ့နီလန်းတွေဒီဇိုင်းမအားထုတ်လှုပ်ဆောင်မှုစတဲ့ပင်ကိုအရေးချင်းတွေအပြင်ပတ်ဝန်းကျင်ကောင်းအထောက်ပံ့ရေကန်မြေကန်ကောင်းသိလိုအပ်တယ်ပေါ့နော်သိအရေးကြီးတယ်ပေါ့ဒီမင်္ဂလာတရားတော်မှာလည်းပရိဒုပဒေတာဝါသောစာဆိုတာကလည်းပါတယ်ပေါ့နော်လူတယောက်မှာတင့်လျောက်ပတ်တဲ့အရက်မှာနေထိုင်နိုင်လေတိုးတက်ပြောင်းလဲဖို့အခွင့်အလမ်းကပိုရှိလေပဲဆိုတာသိစီလိုပါတယ်ဒါကတော့တင်းလျောက်ပတ်တဲ့အရက်မှာနေထိုင်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားတာပါကိုယ်တိုင်ဆင်ခြင်ရအောင်နဲ့ကျွန်တော်ရဲ့ audience တွေကိုလည်းဆင်ခြင်လို့ရအောင်ပါဒါတော့ဆရာရင်းဆိုတဲ့အရာဖြစ်ပါတယ်နေ့စဉ်ထင်မြင်ချက်ကိုလည်း comment မှာမှတ်ချက်ရေးသွားနိုင်တယ်နောက်နေ့ညမှာလည်းကောင်းမွန်တဲ့အရာလေးတွေကိုဝေမျှဖို့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်ဆုံးဖြတ်ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်